ဒီနေ့မှာတော့အိမ်လေးတစ်အိမ်ကိုပြပြမှာဖြစ်ပါတယ် Okay ဗီဒီယိုလေးမစခင်မှာတော့ရဲ့ channel လေးကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဒီဗီဒီယိုလေးလည်း like ပေးဖို့မမေ့ပါနဲ့ Okay အိမ်လေးကိုသွားကြရအောင် let's go Okay နီနီလေးပဲဆိုတော့လက်လျှောက်သွားပါမယ် Okay လက်လျှောက်သွားပြီပေါ့နော် Okay ချက်ပတ်လေးနည်းနည်းနဲ့ထုတ်လိုက်တော့ပါပဲသွားပဲချက်ပတ်လေးနည်းနည်းလေးထုတ်ပြီးတော့သွားပါမယ် Okay အိမ်လေးရတော့ပေါ့နော်တယောက်နေတဲ့အိမ်လေးပဲဖြစ်ပါတယ် Okay အဲ့တော့တယောက်နေတဲ့အိမ်လေးဆိုတော့ပေါ့နော်တယောက်တည်းနေခြင်းလည်းရပါတယ်နှစ်ယောက်လည်းနေလို့ရပါတယ်ရှင် Okay အဲ့တော့သွားကြမယ်နီနီလေးဆိုတော့တော့မသွားတော့ဘူးเนาะကားနဲ့သွားရင်လည်းတော့ဟိုနဲ့ဝင်ကြုံဒီနဲ့ဝင်ကြုံနေဆိုတော့လေ Okay အဲ့တော့ရောက်တော့ပါမယ်ကဲဘယ်ဘက်ကို꿰လိုက်ပါမယ်ပေါ့နော်ထာဒါရှင်မအိမ်လေးကိုတွေ့ရပါပြီပေါ့နော်အပင်လေးနဲ့လုံးဝအိမ်လေးအရင်ချစ်ဖို့ကောင်းပါတယ်အဖြူနဲ့အမဲလေးပေါ့နော်ညမိုက်ပါရှင်အိမ်လေးကတော့တေးလေးပေါ့နော်2ယောက်လောက်တော့နေလို့ရပါတယ်တယောက်တည်းနေခြင်းလည်းရပါရှင် Okay အဲ့တော့အိမ်လေးကိုဝင်ကြည့်ကြရအောင်ပါရှိလဲဆိုတာကို Okay အိမ်လေးကိုကြပါမယ်အိမ်လေးကတော့တော်တော်လေးလာတယ်ပေါ့နော်တော့ဒီအိမ်လေးကိုကြိုက်ပါတယ်ဘာလို့လဲဆိုတော့ဒါတော့တေးလေးနဲ့အရင်ချစ်ဖို့ကောင်းလို့ပါ Okay ဝင်လာလိုက်မယ်ဆိုရှင်တော့အိမ်ကတွေ့ရပါတယ်ဒီမှာလည်း TV ကြည့်လို့ရပါတယ်ရှင်နောက်ပြီးကြလို့ရှိရင်တော့ဒါကတော့မိဖို့ကြောင့်ဖြစ်ပါတယ်မိဖို့ကြောင့်ပေါ့နော်ဒီမျိုးဒီကတက်တာရောရှိရပေါ့နော် Okay အဲ့တော့ဒီဘက်ကိုသွားလိုက်မယ်ဆိုရှင်ရေချိုးကန်းရှိပါတယ်ရေချိုးကန်းနဲ့အင်တာတွဲရဲပေါ့နော်ပြီးစင်လေးရှိပါတယ်ရှင် Okay အဲ့ဒါနဲ့ထွက်လိုက်ပါမယ်ရှင်ဒီထွက်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကတော့တွင်းဆိုင်နေရပါနော်တွင်းဆိုင်နေရပါနေစားလို့ရပါတယ်ဒီမှာအဆောင်လေးရှိရပေါ့နော် Okay အဲ့တော့အပေါ်တက်ကြည့်ကြရအောင်ပုံမှာရောပါရှိလဲဆိုတာကြည့်ကြရအောင် Okay အဲ့တော့ဒီဘက်မှာကြည့်လိုက်တော့သူ့ဘောနော်နှစ်ယောက်အိတ်လို့ရတယ်အိတ်ရလေးရှိပါတယ်ကိုတယောက်တည်းပြုတ်ကြတဲ့ဆိုရင်တော့တယောက်တည်းအိတ်ပေါ့နော်ဒါလေးကတော့ကြောင်လေးကိုထားလို့ရတာပေါ့နော်ဒီမှာကျတော့စာကြည့်စပွဲကန်လေးစာကြည့်တဲ့နေရာလေးရှိပါတယ်ဒါကြဂီတာ TV ရောပေါ့နော်ထိုင်ချစ်ဆိုရပါတယ်ဒါလေးကကျတော့စာရေးတဲ့နေရာလေးပါစာကြည့်တဲ့နေရာလေးပေါ့နော်အိမ်လေးကတော်တော်လေးမိုက်ပါရှင်ဒါလည်းမှန်လေးပါရှင်မှန်တော့မရပါဘူးကိုရကိုမရပါနော် Okay အဲ့တော့အောက်ကဒီပေါ့နော်ဒီအိမ်လေးကိုတည်ချင်တယ်ဆိုလို့ရှိရင်တော့ comment မှာတည်ချင်တယ်လို့မှန်သွားပြီပါတော့ ID ချပေးပါမယ် Okay အဲ့တော့ကားကိုတောင်ကိုတက်ကြည့်ကြရအောင်ကားကိုတောင်ကြည့်ကြမယ်ပေါ့နော် Okay ကားကိုတောင်လေးရတော့ရှိပါတယ်ပေါ့နော်ကားတစ်စီးစာလောက်ကတော့ထိုးလို့ရပါတယ်ကဲအားလုံးပဲပေါ့နော်ဒီအိမ်ရဲ့ ID လို့တည်ချင်ရင် comment မှာတည်ချင်တယ်လို့မှတ်ခဲ့ပေးပါကဲဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye